ဒီနေ့မှာတော့ Oh my god မာလာရှန်ကောခောက်ဆွဲလေးကိုဟိုနေ့ကတော့လှုပ်ပြသွားတဲ့ယူရီးယားလူချင်းလေးနဲ့ချက်လာမှာပဲဖြစ်ပါတယ်။အလုံးမရှုပ်စေပဲအိမ်မရှိရဲ့တည်ရွက်လေးနဲ့လွယ်တကူချက်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်။လိုရလွယ်ကူပြီးရတာအရန်ရှိရမှုအဆုံးဖြတ်ကြည့်သွားပေးကြပါအောင်နော်။ပထမအောင်ဆိုယူရီးယားသားလုံးလေးတွေကိုကြော်ပါမယ်ရှင်။လုံနီးဗီဒီယိုလေးကိုလည်းမန်ရှင်းခေါ်ပေးထားပါမယ်နော်။ရွှေဝါရောင်တန်းပြီးတော့သားလုံးလေးတွေဖောင်းလိုက်ရင်တော့ရပါပြီရှင်။အခုဆိုရင်တော့ Oh my god မာလာရှန်ကောခောက်ဆွဲလေးကိုပြုတ်ပါမယ်ရှင်။သူ့ထဲမှာပါပြီးသားအသီးရွက်6ထုပ်ကလေးကိုထည့်လိုက်ပါမယ်ရှင်။အသီးရွက်အနေနဲ့ကတော့အိမ်မှာရှိပြီးသားလေးတွေပဲထည့်သုံးထားပါတယ်။အရသာပိုးရှိစေရန်အတွက်အပေါ်မှာရေးပြထားတာလေးတွေထည့်ပြီးတော့ခေါင်းအသားလုံးကြော်ထားတဲ့စီးပူးနှဲငယ်ထည့်ပြီးမွေပေးလိုက်ပါမယ်။ပြီးရင်တော့သူ့ထဲမှာပါပြီးသားအရသာထုံးတွေထည့်ပြီးတော့မွေပေးလိုက်ပါမယ်ရှင်။အရသာအတွက်ဆင်းသင်းဖြစ်ရင်တော့ခေါင်းပြုတ်ထားတဲ့ခောက်ဆွဲလေးတွေထည့်ပြီးတော့တေချာသမအောင်လို့မွေပေးလိုက်ပါမယ်။တေချာနှက်ဆက်ပြီးအရသာဝင်အောင်မွေပေးပြီးရင်တော့အရသာအရန်ရှိတဲ့ Oh my god ရှုရှဲရှာမီတောက်မာလာရှန်ကောလေးရလာပါပြီရှင်။တန်ဖိုးနှဲငယ်လေးနဲ့အရသာအရန်ရှိတဲ့မာလာရှန်ကောလေးပါရှင်။သုံးဆောင်ကြပါအောင်လားရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။